ဒီတော့ကြာပြီးနောက်2060ခုနှစ်နဲ့2018တုန်းကကျွန်တော်ရဲ့ကြီးကြပ်ကင်ဆာတစ်ခုကပေါက်ကွယ်ပြီး9စင်တီမီတာနဲ့10စင်တီမီတာအထိကြီးလာခဲ့တယ်။ဒါကကျွန်တော်ဦးနောက်တစ်ဝက်ကြီးပါကိုတကယ်ပဲစားသွားတာ။ဦးတော့ခေကတခုကိုစားသွားပြီးပြရှာလိုက်ရင်အဲ့ဒါပြန်ကြည့်ရနိုင်တာမရှိဘူး။ကျွန်တော်မှမတူညီတဲ့အစိတ်ပိုင်းတွေနဲ့ဖွဲ့စည်းထားတဲ့ကင်ဆာတစ်ခုရှိခဲ့ပြီးအဲ့ဒီထဲမှာ glioblastoma လို့ခေါ်တဲ့အပြင်းထန်ဆုံးကင်ဆာပါဝင်တယ်။ဒါကိုတကယ်ပဲမြင်နိုင်ပါတယ်။ကျွန်တော်တို့ MRI scan ထဲက contrast agent နဲ့ရိုက်ထားတဲ့ပုံတစ်ပုံပြပါမယ်။အဲ့ဒီကင်ဆာနဲ့အသက်ရှင်ကြရနိုင်ခဲ့ဘူးအလောက်မှမတန်းနေမှမရှိပါဘူး။လူတွေကကင်ဆာရွယ်စားပုံမူတည်ပြီးတနည်းလောက်ပဲအသက်ရှင်တတ်ကြပြီမဲ့အဲ့ဒီထက်ပိုပြီးအသက်ရှင်နိုင်လို့မရှိပါဘူး။ကျွန်တော်အမှန်တကယ်အာမင်ဆိုပြီးနောက်မှာတော့အတန်ကြီးအားကြီးနဲ့အတန်တစ်ခုကငါမင်းကိုထာဝရအထိမတိခိုင်းမှုဘယ်တော့မှမတိခိုင်းမှုလို့ကြီးကြချားလိုက်ရတယ်ဒီနေ့ကြပွဲမှာတော့ကျွန်တော်တကယ်စောင့်မျှော်နေတဲ့အစီအစဉ်ပါပဲကျွန်တော်နဲ့သူနှစ်ယောက်အတူတူမတီးသည့်အကြောင်းအရာတွေအရန်များလို့အစားတပဲမဆက်တနိုင်လောက်အောင်ချေသွားခဲ့ပါတယ်ကျွန်တော်အဲ့တဲ့ကသူ့ဘဝမှာအရေးကြီးလောက်တဲ့ပြောရရင်ဒဏ်ရာကြီးတစ်ခုမတော်တဆအမှုကြီးတစ်ခုကိုကြုံတွေ့ခဲ့ရတဲ့လူတစ်ယောက်ပါအဲ့ဒီကတော့သူ့မှာဦးနောက်ကင်ဆာအရန်ပြင်းထန်တဲ့ဦးနောက်ကင်ဆာတစ်ခုရှိခဲ့ပြီးဒါကြောင့်သူနေရာလေးတင်မတဲ့ထိရောက်သွားခဲ့ပါတယ်သူကဖျားတကယ်နဲ့တွေ့ခဲ့ပြီးနောက်ကျစရာမလိုတော့ဘူးသူ့ရဲ့ဇက်လန်းကိုမကြမီကြားရတော့မှာပါ Warren Suslick ကဒီနေ့ကျွန်တော်တို့နဲ့အတူပါ Warren ဒီ podcast မှာပါဝင်ဖို့အတွက်အချင်းယူပေးတာကိုတကယ်ကျေးဇူးတင်ပါတယ်ဒီ podcast မှာတစ်ဆင့်ဖျားတခင်ကိုချီးမြှောက်နိုင်ပြီးအခြားသူတွေကိုလည်းပြီးဆောက်ပေးနိုင်တဲ့အားတက်စေတဲ့အရာတစ်ခုဖြစ်လာပါစေလို့ပါတယ်တကယ်ပြောရရင်တော့ကျွန်တော်ကခရစ်ယာန်ယုံကြည်မှုတွေမှာကြီးပြင်းလာခဲ့တာပဲတကယ်ပဲကျွန်တော်ကခရစ်ယာန်မိသားစုမှာမွေးဖွားခဲ့ပြီးဘောတစ်ချောက်လုံးမှာလည်းခရစ်ယာန်ယုံကြည်သူတယောက်အနေနဲ့နည်းလောက်ဖြစ်စေတော်တော်လေးဖြစ်စေအဲ့လိုနေထိုင်ခဲ့ပါတယ်ဒါပေမဲ့စိတ်နဲ့ဝိညာဉ်အနန္တကနေပြောင်းလဲမှုတစ်ခုကိုတကယ်တမ်းခံစားရဖို့တာမဟုတ်ဘူးဝိညာဉ်ရဲ့အနေနဲ့တကယ်မွေးဖွားလာတာမျိုးမရှိခဲ့ပါဘူး2010ခုနှစ်မှာကျွန်တော်ကိုဦးနောက်ကင်ဆာလွန်ပြင်းထန်တဲ့တစ်ခုရှိတယ်လို့ဆီရမနဲ့ဆင်းပြခဲ့ပါတယ်အဲ့ဒီအချိန်မှာတော့ဦးနောက်ကင်ဆာဟာ4စင်တီမီတာလောက်ရှိပြီးတော်တော်လေးကြီးမားတဲ့အရွယ်ဆောက်တစ်ခုပါကျွန်တော်ဆေးရုံတက်ခဲ့ပြီးမြဲအဲ့ဒီအချိန်မှာခွဲစိတ်ကူးတောက်ခြင်းကိုမလုပ်ခဲ့ပါဘူးအကြောင်းကတော့အဲ့ဒီလိုကြီးမားတဲ့ခွဲစိတ်မှုကိုအဲ့ဒီအချိန်မှာကျွန်တော်တကယ်တမ်းသဘောတူမိတာမဟုတ်လို့ပါဒါကြောင့်ကျွန်တော်မိသားစုစီပြန်သွားခဲ့ပါတယ်အဲ့ဒီအချိန်ကတည်းကကျွန်တော်တို့မိသားစုတစုလုံးနဲ့အကူဖျားတခင်ကိုအရင်တောင်းပန်ဆူတောင်းပြီးကျွန်တော်ကိုအန်အော့ဖွယ်နီလာနဲ့ကောင်းမွန်အောင်ကူတာပေးပါလို့ဆူတောင်းထည့်ကြပါတယ်အဲ့ဒီနောက်ကျွန်တော်အချိန်တွေကတဖြည်းဖြည်းနဲ့တကယ်တမ်းကောင်းလာတာကိုခံစားရပြီးကျမရဲ့အချိန်တွေတစ်ခုလုံးမှာတဖြည်းဖြည်းတိုးတက်လာတာကိုတွေ့မြင်ခဲ့ရပါတယ်အဲ့လိုကျွန်တော်အချိန်ကြီးကောင်းလာတာနဲ့အမျှဘလို့မှမကြည့်ပဲဖျားတခင်နဲ့ချိတ်ဆက်မှုကိုတဖြည်းဖြည်းဆုံးလာတယ်လို့ခံစားလာခဲ့ပါတယ်။ဒါပဲနောက်ထပ်တစ်ခုကကိုတစ်ချိန်ထဲမှာပဲကျွန်တော်ကိုကူညီပေးတာကဖျားတခင်မဟုတ်ဘူးကိုပဲကျမလောင်လုံနိုင်ခဲ့တာလို့ almost ခံစားလာခဲ့ပါတယ်ကျွန်တော်က safer way အပင်အစီအနည်းတွေကိုတောင်းပြီးအသားနို့နဲ့တေးစံတဲ့ပတ်တဲ့စမှုထုတ်ကောင်အားလုံးကိုနဲ့ဆွန့်လွတ်လိုက်ပါတယ်ကျွန်တော်ကတဘာဝကုထုံတဘာဝအာဟာရဆေးဖွဲ့ဝင်အပင်နဲ့တွေကိုဗိုက်တာမင်အတုတွေမပါဘဲနဲ့လိုက်နာခဲ့ပါတယ်အဲ့ဒီအတုဗီတာမင်နဲ့တတုတွေကတကယ်တော့လူခန္ဓာကိုယ်ရဲ့အန်တရယ်ရှိပြီးယနေ့ကျမကြီးအစားအစာဆိုင်တွေမှာအသုံးပြုနေကြတာပါအဲ့ဒီຢာတွေကတကယ်တော့လူခန္ဓာကိုယ်ကိုထိခိုက်စေပါတယ်ကျွန်တော်တို့ခန္ဓာကိုယ်ကတပင်အခြေပြုပါဝင်ပစ္စည်းတွေပဲအသုံးချနိုင်ပါတယ်အမျိုးမျိုးသောအပင်တွေကနေတကယ်တမ်းထုတ်ယူထားတဲ့အစီအနစ်တွေပြင်ဆင်ထားတဲ့ຢာတွေပဲအသုံးချနိုင်ပြီးအဲ့ဒါတွေကမှတကယ်အကျိုးရှိစေပါတယ်ဒီမှာပြောစရာအကြောင်းအရာတွေများပါတယ်ဒါပေမဲ့အခုတော့အဲ့ဒီအကြောင်းကိုမဝင်ရောက်ပြောချင်ဘူးဥပမာ2030ခုနှစ်မှာတင်တကယ်ဘလို့ခံစားနေရတာလဲဆိုတာကိုပြောပြနိုင်မလားအဲ့ဒီအချိန်မှာခေါင်းကိုက်တာကြီးမှာတော့မဟုတ်မတက်ထားမှုတွေခံစားရတာရှိခဲ့လားအမြဲတမ်းခေါင်းကိုက်နေတာလားသို့မဟုတ် migraine လိုမျိုးခေါင်းကိုက်နေတာလားဘလို့ချင်းနေမှာဟိဒီအကြောင်းဆရာဝန်စီတွားစစ်ကြည့်ချင်တယ်ဆိုပြီးဆုံးဖြတ်ခဲ့တာလေအဲ့ဒါကတော့တစ်ချက်တည်းနဲ့တတိပြောက်သွားပြီးနောက်မှာတက်ကြွစွာအေးပေါ်လနာတီရနဲ့ဆေးရုံကိုခေါ်သွားကြတယ်အဲ့ဒီမှာစစ်ဆေးရခါနားမှာဦးနောက်အကြီးစားကင်ဆာတစ်ခုရှိနေတယ်လို့တွေ့ရှိခဲ့တယ်အရွယ်စားလဲစင်တီမီတာ4မှ5လောက်ရှိတယ်အဲ့နောက်သူတို့ကချက်ချင်းအကုန်လုံးမဖြတ်တော့ဖြေရှားချင်ကြပြီးမြဲကန်ကောင်းစွာနဲ့ငါဇနီချစ်သူကတင်းတိတ်တက်ဆန်ချင်ပြောပြီးနောက်ဆုံးမှတော့မလုပ်ခိုက်ခဲ့ဘူးဒါနဲ့သူတို့ကငါဦးကောင်းအယိုးကိုဂရုတစိုက်ဖွင့်ပြီးနောက်မှာချက်ချင်းငါဇနီကိုဖုန်းခေါ်ပြီးအကုန်လုံးကိုဖြတ်တော့ဖယ်ရှားဖို့ဒီတစကွန်ပျူတာတောင်းခဲ့တယ်ဒီမှာတင်းတိတ်တက်ညှင်းဆိုလိုက်တော့သူတို့ကငါဦးခေါင်းကိုပြန်ပိတ်ပြီးငါ့ကိုအဲ့ဒီမှာပဲထားခဲ့တယ်သူတို့ရဲ့ဆေးဘက်ဆိုင်ရာခမှန်ချက်တွေကတော့ငါ့ကိုအသက်ရှင်နေဖို့မရွေးချယ်ဘူးလို့ဆိုကြတယ်ဒါကလည်းနည်းနည်းပြီးခက်ခဲတဲ့အဖြစ်တစ်ခုပါရိုင်းရှည်စတက်တာကြည့်လေပေါ့ဒါနဲ့ငါစတက်လိုက်တယ်အဲ့ဒီအချိန်မတိုင်ခင်ငါကအသားနဲ့ဂျမ်းမာကြီးမကောင်းတဲ့အစားအစာတွေအရန်စားတတ်ခဲ့တယ်အဲ့ဒီအချိန်ကတည်းကငါကအပင်ချေဖူးအစားအစာပဲစားတဲ့လူတယောက်ဖြစ်သွားပြီးအသားနဲ့အခြားရာအလုံးကိုမစားတော့ဘူးဒါနဲ့ငါကောင်ကပိုပြီးကောင်းမွန်လာတာကိုခံစားရတယ်ဆေးရုံမှာနဲ့အဲ့ဒီနောက်ပိုင်းအချိန်ပြီးမှလည်းငါတို့အမြဲတမ်းဖျားသခင်ကိုဆူတောင်းပြီးကြားမရေးပြန်ကောင်းစေဖို့အသက်ရှင်စေဖို့ဆူတောင်းခဲ့ကြတယ်ငါပြောခဲ့သလိုငါကြားမရေးတဖြည်းဖြည်းကောင်းလာတာနဲ့အမျှ
ဒါကြမှာရဖျားသခင်လက်အောက်ကအကျိုးဖြစ်တယ်ဆိုတာကိုတဖြည်းဖြည်းမြင့်သွားခဲ့တယ်6လကျော်ပြီးတော့ငါကစစ်တောင်းတာတင်ကြားလာတွေကိုတခါလေးရက်လိုက်တယ်တစ်နှစ်လောက်ကြာတယ်တကယ်တော့တောင်းပန်ပါတယ်တခုထမှန်ဖြစ်ပြီးတော့ငါစိတ်ရောင်တက်သွားရတယ်ဒလားအကြာကစစ်ဆေးမှုတစ်ခုပြုလုပ်ထားတာနဲ့ငါပြေဘက်မှာအကြီးတစ်ခုရှိနေတဲ့ဆိုတာတွေ့ရှိခဲ့တယ်ဒလားအကြာမှာတော့အလောအန်တရရှိတဲ့အကြီးတစ်ခုဖြစ်လို့စိတ်ရောင်တန်သွားတဲ့အခါမှာငါအနောက်တစ်ဖက်မှာထပ်ပြီး3ခုလောက်ထပ်ဖြစ်နေတယ်ဆိုတာတွေ့ရှိခဲ့တယ်တစ်ခုကနှစ်ခုအဓိကတစ်ခုကတော့10စင်တီမီတာလောက်ရှိတယ်အခြေခံအဖြစ်ငေါ့တော့ကောင်သူလုံးလုံးကိုလုံးဝစားတော့ပြီးလို့ထိနေခဲ့တယ်ဒါကတော့ငါအရန်မှတ်မိနေတော့ပါပဲစေယုံဝန်ထမ်းတွေကငါ့ကိုတီးတီးကြကြပြောပြခဲ့တယ်သူတို့ကငါ့ကိုကူညီပေးလို့မရဘူးအမှန်တော့ငါရင်ကိုပြန်သွားပြီးငါချရတဲ့မိသားစုနဲ့နောက်ဆုံးအကြောင်းပြောဖို့ပြင်ဆင်တဲ့နယ်လို့ငါအနေနဲ့လည်းတကယ်ပြောရရင်ဆက်သွယ်နိုင်တာလည်းမရှိသလောက်ပါပဲတစိမ့်တစ်ပိုင်းတတိမရှိတဲ့အခြေအနေမှာရှိနေခဲ့တယ်ဆိုလိုရင်တင်ကြတာအနေနဲ့ပြောရရင်ပြီးတော့အဲ့ဒီနေ့ကစနေနေ့မွန်းလွဲတဲ့ချိန်လောက်ပါပဲညရာဒီအလဲပိုင်းအပူချင်းကလည်း centigrade 40လောက်ရှိနေတယ်ကျွန်တော်တို့အိမ်ရပေါ်ထားမှညီထိုင်နေကြပြီးကျွန်တော်နာမတန်းမှုပြန်ကောင်းလာစေဖို့စူတောင်းပေးဖို့လူအများကြီးလာခဲ့ကြတယ်မိုးတိမ်တစင်းလည်းမရှိဘူးစူတောင်းနေချိန်မှာတစ်ချက်တည်းမိုးကြိုးထန်ကြီးထွက်လာလို့လူတိုင်းကြောက်သွားကြတယ်ဘာဖြစ်နေလဲကဘာဆုံးထလာလို့တောင်တွေးမိကြတယ်အဲ့လောက်အရန်တောက်လန့်တဲ့အတန်ပါပဲတစ်ချက်တည်းပဲငါကောင်ကအားလုံးအဆင်ပြေသွားတော့ခန်းစားမိရဲ့ကျွန်တော်ထမှန်ထားလာပြီးအားပြန်ရလာတယ်ပြီးတော့ကျွန်တော်တို့စီအောင်ကိုသွားပြီး MRI စစ်ကြည့်တော့အတိပေါက်လာတဲ့ຢာတွေကဘယ်မှမရှိသလိုပဲတစ်ချက်တည်းပျောက်သွားတာကိုတွေ့ရတယ်ဘယ်မှရှိတဲ့အဓိကကန်ဆာကတော့မတည်သွားဘူးဒါပေမဲ့ကျွန်တော်တို့တီမယ်ထော် face တဲ့အရာကတော့တစ်ချက်တည်းပျောက်သွားတယ်ဒါကဖျားသခင်ကကျွန်တော်ဦးနှောက်ထက်ကအဲ့ဒီအပိုင်းကိုတကယ်တမ်းဖန်တီးလိုက်တာပဲဆိုတာကိုဆိုလိုတာပါ2010ခုနှစ်မှာတော့အသစ်မှာဦးနှောက်ခင်စာတစ်ခုရှိတယ်အရွယ်အစားကလည်းစင်တီမီတာ9မှ6လောက်ရှိတယ်လို့သတ်မှတ်ထားကြတယ်အဲ့ဒီအချိန်အတွင်းမှာပဲတီးလိုက်တဲ့နောက်မှာတီနန်အပင်နဲ့ချေပြူအစားအစာသုံးဆွဲမှုကိုပြောင်းလဲခဲ့တယ်ဟုတ်ပါတယ်တကယ်တည်းလားပဲအပင်နဲ့ချေပြူအစားအစာကိုဘယ်လောက်ကြာကြာစားခဲ့တာလဲအပင်နဲ့ချေပြူအစားအစာကိုဘယ်လောက်ကြာကြာစားခဲ့တာလဲတစ်နှစ်လောက်စားခဲ့ပါတယ်ဒါပေမဲ့နောက်ဆုံးလပိုင်းနှစ်လ3လလောက်မှစီကမဲ့လာပြီးလူများလိုပဲစားတော့လာတယ်အသားမစားပေမဲ့ကျမ်းမာရေးမကောင်းတဲ့အတိုင်းစားလာခဲ့တယ်ဒါကြောင့်ကျမ်းမာရေးနဲ့ညီညွတ်တဲ့အစားအစာကိုဆွန့်လွတ်ပြီးနှစ်လအတွင်းမှာပဲဖခင်သခင်ကျွန်တော်ထပ်ပြီးနေမကောင်းဖြစ်ခဲ့တယ်ဘာလို့လဲဆိုတော့တစုံတယောက်ကဖခင်သခင်ကိုမချီးမွမ်းယေရှုတင်ကြောင့်မပြဘူးဆိုရင်ဖခင်သခင်ကိုဆွန့်လွတ်လိုက်ပြီလို့ဆိုလိုတယ်ပြီးတော့နောက်ပိုင်းမှာတင်ဟာအရင်ကရှိခဲ့တဲ့ရိုးသားတဲ့စားတောက်မှုပုံစံကိုပြန်ရောက်သွားတယ်လို့ဆိုကြပါစို့ဘယ်အတကယ်နောက်ထပ်အန်ဖွေအမှုပြုတဲ့အခါကျွန်တော်အရာရာကိုမှန်ကန်စွာပြန်လုပ်ခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်လည်းဘလို့လုံလောက်စွာနဲ့ပြီးကြစွာပြောရရင်တော်တော်လေးနဲ့ဆိုင်တဲ့ခံစားချက်မျိုးရှိနေပါတယ်အသက်အကြများကျွန်တော်ဟာအသက်အကြများပြီးမပြင်းငိမ်တဲ့မြင်ကွက်တစ်ခုမှရှိနေခဲ့ပါတယ်ကျွန်မတကယ်ကိုတင်းငိမ်တဲ့သူမဟုတ်ခဲ့ဘူးကျွန်တော်ဖျားသခင်အတွက်စ조사အားထုတ်ပြီးလူတွေကိုအဆက်မပြတ်တတိသေးခဲ့ပြီးမဲ့လုံးဝပြည့်စုံတာမျိုးတော့မရှိပါဘူးပြီးတော့အရေးကြီးတဲ့နှင်းငယ်ကြပြီးနောက်အထူးသဖြင့်2018ဒါမှမဟုတ်2019တုန်းကကျွန်တော်ရဲ့အကြီးအကျယ်ရှိတဲ့တုပ်ကွဲကပောက်ကွဲပြီး9စင်တီမီတာနဲ့10စင်တီမီတာအထိကြီးလာခဲ့ပါတယ်ဒါကြောင့်ကျွန်တော်ဦးနှောက်တစ်ပတ်နီးပါးကိုတကယ်ပဲစားတော့သွားခဲ့ပြီးဦးနှောက်ထဲကအစိပ်ပိုင်းတစ်ခုကိုစားတော့ပြီးဖျက်ရှားလိုက်ရင်ပြန်ကြီးလာနိုင်မယ်ဆိုတာမရှိပါဘူးအဲ့ဒီအကြောင်းကဦးနှောက်အာယုံကျောဆဲတွေကမကြီးလာနိုင်ဘူးမပွားနိုင်ဘူးဒါကြောင့်ဖျက်ရှားလိုက်ရင်တော့ပြန်မရတော့ပါဘူးဒါဘယ်အချိန်လဲဘယ်နှခုလဲ2018ပါပြီးတော့2018မှာဒါကကျွန်တော်တို့ပြောင်းလဲမှုအချက်တစ်ခုပါပဲဟုတ်တယ်တင့်ကိုမိုင်ကိုရီးယားခေါ်တာဘိုးဘမှာပြင်မယ်ဆိုတာကြောက်ရွံ့နေခဲ့ပါသလားအဲ့ဒီအကြောင်းကိုစဉ်းစားခဲ့ပါသလားအဲ့ဒီအချိန်မှာတစ်ဖိတ်ထဲမှာအဓိကအနေနဲ့ပါတီလဲဘယ်လိုစိတ်တွေလဲလှူရှားနေခဲ့တယ်လဲတေးမယ်ဆိုတဲ့နောက်ဆုံးအချိန်ဒီမှာတေးချင်းလို့ခေါ်လိုက်ရအောင်အဲ့ဒါကတကယ်ဖြစ်မဲ့အရာပါငါဖရားသခင်နဲ့ညီဆောင်ရောက်ခဲ့တယ်ဒါဆိုအဲ့ဒီအချိန်အခက်ခဲအကြီးကျယ်ကြုံတွေ့ရတဲ့နှစ်ปีမှာတော့ငါဦးနောက်ရဲ့3ပုံတပုံလောက်ကိုတစ်စိတ်တစ်ပိုင်းလုံးဖိနှိပ်ထားလို့တကယ်တမ်းပြင်းထန်တဲ့ဦးနောက်တုံခါမှုတွေထက်ခဲ့ရတယ်ဒါဆိုငါဦးနောက်ကအလွန်အမေဖျားအောင်မှဆွေးနေတာပဲအကြောင်းကချူမာကငါတို့နောက်ပိုင်းမှာဖျားမဲ့ပုံဒီမှာလည်းမြင်ရတယ်လို့ငါဦးနောက်ကဖက်ကိုစင်တီမီတာ2လောက်သို့မဟုတ်ပိုပြီးတိုက်ထုတ်ထားတယ် epileptic seizure တွေကအမျိုးမျိုးသောအကြောင်းရင်းတွေရှိရဲ့ဘာသာရေးအနေနဲ့တော့ဘနှုတ်ပကြားတိုက်ပွဲတစ်ခုလိုမျိုးပါပဲဒါပေမဲ့အကြောင်းရင်းကဦးနောက်ဖွဲ့စည်းပုံနဲ့ပတ်သက်ပြီးဖြစ်လာတာဆိုရင်ငါလိုပဲဒါဟာဘာသာရေးဆိုင်ရာအနေနဲ့မဟုတ်ဘူးတကယ်တမ်းဦးနောက်အယိုးအသားကြီးပျက်စီးသွားတာနဲ့ဦးနောက်အခြားဥပဝင်းကြီးတွေကိုလည်းအလွန်အမြင့်ဖိအားကြီးကြီးနဲ့ဖိနှိပ်ထားတာအနည်းဆုံးစင်တီမီတာ2မှ3လောက်ထူထားစွာဖိထားတာပဲအဲ့ဒါကတကယ်တမ်းအလွန်အမင်းဆိုးရွားလာတယ်တယောက်ယောက်က4အန်နီလိုက်30လောက်ရှိတဲ့လက်စချိုကိုသာမခါဆန်နဖို့လာမဟုတ်ဘူး1000တန်နီလိုက်30ဖို့အပြည့်နဲ့တိုက်ရိုက်နာတဲ့ထိုးလိုက်တယ်လို့ပဲ
တကယ်တမ်းပြောရရင်ဒီလိုအလိုအမြင့်အချက်အသေးနဲ့နာကျင်မှုကိုတိတိကျကျဖော်ပြလို့တော့မရနိုင်ဘူးတကယ်တမ်းငါမှအမောအပြည့်နဲ့တယောက်ကိုဒီလိုနာကျင်မှုကြီးကိုခံစားစေချင်တော့ငါဘသူကမှမဆူတောင်းနိုင်ဘူးဟစ်တလာလိုပဲလူဆိုးကြီးတယောက်ကိုတော့မဆူတောင်းနိုင်ဘူးဒီလိုအချက်ကျင်းတဲ့နာကျင်မှုကိုလူအများစုကခံစားဖို့တော့မရှိတော့ပါပဲနာလူလေးကိုစကားထုတ်ဖူးပေမဲ့ဘွားနီယာနဲ့ဆလောင်ရှိတဲ့လက်စစ်ကျူကလက်စစ်စီချောင်းကိုထဲကိုဖျက်သွားပြီးတကယ်တမ်းကိုချိုးဖျက်သွားတယ်လို့အလွန်ဆိုးလွားတဲ့ခံစားမှုကိုဘယ်သူမှမခံစားဘူး ဆိုတော့အခြေခံအားဖြင့်အဲ့ဒီအချိန်မှာတကယ်ကြမ်းတင်မဲ့အဲ့ရပေါ်မှာရှိနေပြီးကိုအသက်အဆုံးထားကိုတိုက်ရိုက်ကျွန်းတွေ့နေရတာပေါ့ ဟုတ်ပါတယ် အဲ့ဒီကာလကဘယ်လိုဖြစ်တယ် ဘယ်တော့မှဖျားသခင်နဲ့ဒီလောက်နီးကပ်ဖူတာမရှိဘူးအဲ့ဒီအလွန်နှံ့နေတဲ့တေမဲ့အရာအချိန်မတိုင်ခင်တော့ဒီနေ့ဝက်လောက်အကြာကတည်းကနားခန္ဓာကိုအလွန်အားနေသွားပြီးဒီနေ့ကို20-30 ခြေလောက်သာလမ်းလျှောက်နိုင်ခဲ့တယ်နေ့စဉ်နေ့တိုင်းအားနေလာတာကိုခံစားနေရတာပါဒါပေမဲ့ငါဖျားသခင်နဲ့အလွန်နီးကပ်နေကြလို့တေမဲ့ဆိုတဲ့အယူအဆကသစုံတရားကိုတော့မကြောက်စရာမလိုဘူးတခုတည်းကတော့ငါနောက်မှာကြံထားရမယ်ငါဇနီးချစ်သူနဲ့ငါသားလေးအသက်ပဲစိတ်ပူမိတာပါငါကိုယ်တိုင်တော့ဘာကြောက်စရာမှမရှိဘူးငါကဲရင်ကြရရှိနေတယ်လို့ခံစားမိတယ်ငါဖျားသခင်နဲ့အလွန်နဲ့ဆိုင်တဲ့ဆက်သွယ်မှုရရှိတာလို့တည်ခြင်းတော့မကြောက်တော့ဘူးဘာလို့လဲဆိုတော့ယေရှုခရစ်တော်ကမကြခင်ငါတို့မျိုးဆက်မှာပြန်လာမယ်ဆိုတာငါတို့သိပြီးသားသူကိုလက်ခံပြီးသူ့အလိုတော်တိုင်းနေထိုင်ခဲ့တဲ့သူယုံကြည်သူအားလုံးကိုထပ်မြောက်ပေးမယ်ဆိုတာလေငါတို့သိနေလို့ပါဒါကြောင့်တစ်ဖက်မှာတော့ဒါကငါဘဝရဲ့အလားဆုံးအပိုင်းလေးထိပြီမယ်တစ်ဖက်မှာတော့ငါတယောက်ထဲရောက်တာပဲဒီလိုနဲ့ဆိုင်တဲ့ဆက်သွယ်မှုနဲ့ကဲတင်ခြင်းရအရှိဖို့စူးစမ်းတာကကိုကြိုးစိတ်ကြီးတယ်လို့လည်းခံစားမိတယ်ဘာလို့လဲဆိုတော့မြေကြီးဖော်ကလူအများအပြားကအမြဲတမ်းပျောက်ကွယ်သွားမှာမဟုတ်ပါဒါကြောင့်ပဲငါအဲ့လိုလဲနေချိန်မှာဘုရားသခင်ကိုနည်းနည်းဆိုင်ဆူတောက်ခဲ့တယ်သူ့လိုစီရန်အငေါဖွဲ့ရာတခုပြုလုပ်ပေးပါလို့ဒါကကုသမှုတခုမဟုတ်ဘူးငါဦးနောက်ကိုပြန်ဖန်တီးရမယ်ဆိုတာပါပဲငါဦးနောက်ကအစားအစာတခုလို့စားသွားပြီးသားမို့လို့ဟုတ်တယ်ဒီအချက်ကိုတစ်ချက်ရှင်းပြခြင်းပါတယ်အဆိုးဝါးဆုံးအဆင့်ကိုရောက်သွားတဲ့မကောက်ဆိုးဝါးကင်ဆာတစ်ခုဟာတင်မှာဖိခဲ့သလိုနောက်ဆုံးအရေးကြီးတဲ့ရက်တင်မှာရောက်သွားရင်တကယ်တမ်းထိရောက်တဲ့ကုသနည်းဆိုတာမရှိတော့ပါဘူးဒါဟာဝမ်းနည်းစရာဖြစ်အခြေအနေအတိုင်းထားရပြီးမလွဲမသွေပြီးဖိုးရမယ့်အခြေအနေမှာကြာနေတတ်ပါတယ်ငါကင်ဆာကအလွန်ဆိုးဝါးတဲ့ကင်ဆာမှာအဲ့ဒါပြင်ကင်ဆာမဟုတ်တဲ့ကောင်းမွန်တဲ့အကြီးအရွယ်ရှိတဲ့တူမာတွေရှိတဲ့ဦးနောက်ထဲမှာကြီးလာတာပဲလူတွေကအဲ့ဒီလိုတွေကိုတာရှိရှိနေနိုင်တယ်တောင်လေခရက်စစ်ကုသနိုင်နေဒါမဲ့ငါတော့အစ် I နဲ့ IV ဖြစ်ပြီးတမျိုးတည်းမဟုတ်ဘူး I နဲ့ IV ဆိုတာပါဖို့ဆိုလိုတာလေကင်ဆာအဆင့်၄ဆင့်ရှိတယ်ပထမအဆင့်ကကောင်းမွန်တဲ့တူမာဖြစ်ပြီးအနာဖြစ်လို့မရောပါပဲခွဲစိတ်ပြီးဖယ်ရှားနိုင်ပါပဲအချိန်မီလုံနိုင်ရင်အသက်ရှင်နိုင်ပေမဲ့အသက်မြင့်သွားလေတိုင်းလူနာကိုကုသနိုင်ဖို့မဖြစ်နိုင်တော့ပါဘူး။နားမှာတမျိုးတည်းမဟုတ်တဲ့ချူမရှိပြီးအဲ့ဒီထဲမှာ glioblastoma ဆိုတဲ့အလွန်အကျဉ်းဖတ်ဆုံးချူမပါဝင်တဲ့ MRI secondary contrast agent နဲ့ပုံပြမယ်ဆိုတာကိုပြင်သွင်းနိုင်ပါတယ်။အဖြူရောင်နေရာတွေအထူးသဖြင့်ရှိတယ်။မှတ်တမ်းတွေအရတော့အဲ့ဒီလိုချူမကိုဘယ်သူမှအသက်ရှင်ကျန်ရဖို့တာမရှိဘူး။လူတွေကချူမရေးစားဖို့မူတည်ပြီးကနေနေလာအသက်ရှင်တဲ့ဒါပေမဲ့အဲ့ဒီဖို့အသက်ရှင်နေတဲ့သူမရှိဘူး။တကယ်ပဲအကြောင်းအရာကိုဆက်ပြောကြရအောင်။ဒါဆို2018ခုနှစ်မှာတန်တရုတ်ထိုက်အရာပေါ်မှာလဲနေခဲ့တယ်။အများသခင်ကိုဘလို့ဆူတောင်းခဲ့တယ်လေ။အဲ့ဒါကဘလို့ခံစားမှုတွေငါတော်ကြာဆူတောင်းရည်အဲ့အချိန်မှာနိုင်မရှိပေမဲ့အနည်းဆုံးတနိုင်လောက်ဆူတောင်းရမယ်ထင်တယ်။အဲ့ဒီနေရာတန်ရှင်းတဲ့အခန်းထဲမှာငါပြအားလုံးကိုအလေးထားအနှိပ်ထားနေအငေါဖျားသခင်တမှာဝန်ခံပြီးနာဘဝတစ်လျှောက်လုံးကိုသူတို့အပိကျဝပေးဆက်ခြင်းနဲ့စိတ်ကိုလည်းထုတ်ဖော်ပြောပြခဲ့တယ်။တကယ်တော့ငါစီပွားရေးကန်တာမှာအလုပ်လုပ်နေသူတယောက်ပါငါစီပွားရေးပညာရှင်တယောက်ဖြစ်ပြီးထုတ်လုပ်သူတို့နဲ့ပေါင်းပြီးအတန်ပစ္စည်းထုတ်လုပ်ရတဲ့အတွက်ကုမ္ပဏီကြီးတစ်ခုတည်ထောင်ခဲ့တယ်။ဒါကလေငါ့ကိုဖျားသခင်ထံကပို့ဝေးသွားစေခဲ့တယ်။ဒါကြောင့်ရိုးလေးပဲဖျားသခင်ငါ့ကိုသူ့နားမှာနေရအောင်သူ့နားမှာတည်ရှိနိုင်အောင်အဲ့ဒီအရာတွေကိုဖြစ်စေခဲ့ရတာပါ။ဒါပေမဲ့အဲ့ဒီဆူတောင်းမှာတော့ငါဖျားသခင်ကိုအားလုံးတော့ဆူတောင်းခဲ့တယ်။သူ့ထံကဝေးသွားခဲ့တာစီပွားရေးလုပ်ငန်းနဲ့ဝင်သွားခဲ့တာနဲ့အဲ့ဒီအရာအားလုံးတော့တောင်းပန်ခဲ့တယ်။ငါ့ကိုတတိယနိုင်သမျှအဖြစ်အနာအစာဒီကိုသူ့ထံမှာဝန်ခံပြီးသူ့ရဲ့တန်ရှင်းသောခွလချွန်ကိုတကယ်တမ်းတောင်းပန်ခဲ့တယ်။နောက်ပြီးတော့ငါပြောခဲ့တယ်လို့ပဲသူ့ရဲ့တန်ရှင်းသောစံတာအတိုင်းတကယ်အန်အော်ဖ်အန်တိုဘော်ရတခုကိုလှုပ်ဆောင်ပေးပြီးလူသားအလုံးကိုအရေးပေါ်သတိပေးချက်အရေးကြီးတစ်ခုပို့နိုင်အောင်ယေရှုရဲ့ဂုဏ်ထူးပြန်လာမယ့်အခါလူအများအပြားကိုကယ်တင်နိုင်အောင်ဖြစ်စေဖို့ဆိုရင်အဲ့ဒီဆူတောင်းကိုကြီးပါအာမင်ဆိုပြီးပြီးဆုံးလိုက်တဲ့ခိုင်မှာတော့ခင်ရှားစွာကြားရလောက်အောင်ကြီးမားတဲ့အထံတစ်ခုကိုနားထောင်ရတဲ့ငါမင်းကိုထာဝရတည်စင်မှာမဟုတ်ဘူးလို့ဘာလို့ထာဝရလဲအကြောင်းကယေရှုကငါတို့ဘဝတကြောင်မှာပြန်လာတော့မယ်ဆိုတာပါကဘာထလောမှာလက်ရှိဖြစ်နေတဲ့အနက်ဆိုင်ဆုံးအရေးကြီးအန်ဒရီရီငါတို့မျက်စိရှိမှတဖြည်းဖြည်းနဲ့အနက်ထဲဝင်လာနေတဲ့ဖိအားပြင်းတဲ့ဆောက်ချုံမှုစနစ်ကိုကြည့်လိုက်ပါအများစုကတဖြည်းဖြည်းချစ်နေလို့မျက်စိမမြင်တော့ဘူးဒါဆိုနဲ့စရကြည့်ရင်လူတွေရဲ့စိတ်နဲ့စိတ်ထားတွေပြောင်းလဲသွားပြီ
အခုတော့မိသူမမိသူနဲ့မပြောချင်တော့ဘူးဟောင်းတလုံးပဲကြက်နေလေတနေ့လုံးဖုံးကန်ပြီးဖတ်နေရုံပဲဒါကြောင့်အားလုံးပြောင်းလဲသွားပြီအချင်းပြတ်ဆက်ဆံမှုကဘာတလွားမှာမယုံနိုင်လောက်အောင်ပြန်နေပြီဒီမြစ်ဆက်လောက်တော့မကြော်ခင်ကဒီလိုနှက်ဆိုင်နဲ့ပြောင်းလဲမှုကိုမယုံနိုင်လောက်အောင်မထင်မရှိဘူးသို့တော်ညာလဲငါအမြဲတမ်းပြောနေကြအတိုင်းပဲဒီနေ့ဟက်ကနေတစ်ဆက်နဲ့ကဖေးဖေးချင်းမတိမတာလေးလက်ခံနေကြရတာကြောင့်လူသားမှုဆိုင်ရာအရင်အမြင့်ဒီဟာအလွန်အမင်းကိုကြားဆင်းလာနေတာကိုတကယ်တမ်းနားလေသဘောပေါက်နိုင်ဖို့တော့မှလုံးဝကိုမဖြစ်နိုင်တော့တဲ့အခြေအနေမျိုးဖြစ်နေပါတယ် နားလေပြီဒါဆိုရင်တင်ကဘုရားသခင်ကိုစိတ်ထဲကနေတဏှာတွေလောက်ဆူတောင်းခဲ့တာပေါ့အဲ့ဒီအရေးကြီးတဲ့ဆူတောင်းပြီးတကယ်တမ်းဘာတွေဖြစ်လာတယ်လဲ အဲ့ဒါဆိုရင်ငါစီးအောင်မှရှိနေတော့စိတ်ဝင်စားစရာပထမဆုံးကတော့မတိတဲ့လူတွေအခြားလူနာတွေကခကြိုက်လာဒီဖိလာတခင်ရဲ့အကြောင်းတစုံတရာကြားချစ်တယ်လို့မေးလာကြတာပဲဒါကငါနေရတဲ့နိုင်ငံမှာထက်တာပါအဲ့နိုင်ငံကဖျားတခင်နဲ့ဝေးလွယ်ပြီးမယုံစီတူလီနေတဲ့နိုင်ငံမှာတက်ကတော်မတက်ခင်ကငါရဲ့ပထမဆုံးအလုပ်က X-ray နီးပါးလို့ပါအဲ့ဒီအချိန်မှာ MRI နဲ့ tomography ဌာနကိုငါစီမံခန့်ခွဲခဲ့လို့ဆေးဘပတ်ဝန်းကျင်မှာဘာတွေစနေရလဲဆိုတာငါတော်တော်လေးသိပါတယ်အဲ့ဒီပတ်ဝန်းကျင်မှာဖျားသခင်အကြောင်းပြောရဆိုတာမဖြစ်နိုင်ပါဘူးဒါပေမဲ့စေဝန်စားစရာကောင်းတာကငါရှိနေတဲ့အချိန်မှာလူ30လောက်ငါ့ကိုလာတွေးကြတယ်ရမ်းညားတဲ့သူတိုင်းဟာတကယ်တော့အမှန်တရားကိုစံတာရှိကြပြီးငါကလည်းသူတိုင်းကိုအမှန်တရားကိုပြောပြနိုင်ခဲ့တယ်ငါကအားအသင့်ရှိခဲ့ရတာတော့ငါတွေးခဲ့တဲ့လူတွေအားလုံးထက်မှာဆရာဝန်တွေကနေတန်ရှင်းကြီးတာဝန်ခံနေတီပါပဲငါတို့အရေးကြီးဆုံးအတွေ့အကြုံကတန်ရှင်းကြီးတာဝန်ခံတယောက်နဲ့ပဲဖြစ်ခဲ့တယ်ဘာကြောင့်လဲမသိဘူးငါဇနီးကြောင့်သူကငါအကြောင်းကိုမေးလေလာတယ်အပြေအဝမသိတဲ့သူတယောက်ကိုနားလှည့်ဟိုကတကယ်ခတ်ပါတယ်လူတွေကအမေးမြန်းကြပြီးတဲ့နဲ့ဆက်သွယ်ချင်ကြလာမျိုးပြီးတော့ငါကနောက်ထပ်နေရာဝေးတစ်ခုမှာမင်းအနေငယ်နဲ့ပို့ပြီးနေရမကောင်းစွာနဲ့အဲ့ဒီမိမကိုမတွေ့နိုင်ခဲ့ဘူးဒါနဲ့ငါအဲ့ဒီကိုတော့လိုက်တယ်အတော်လေးဝင်းနေတော့ငါတော့သူကချက်ချင်းငါ့ကိုခေါ်လိုက်တယ်ကိုရန်ဟေးတကယ်အတိပဲရှိတဲ့ຢာတစ်ခုငါ့ကိုပြောပြပြီလားအမဒီဟာအကြောင်းဖျားရခင်အကြောင်းယေရှုအကြောင်းလို့ငါပြောချင်တာကတော့အဲ့ဒီဆေးရုံမှာအန်တော်ဘွယ်အရာတွေထိပြက်နေပြီးလူတွေကယုံကြည်ခြင်းဘက်ကိုပြောင်းလာကြတာငါတကယ်အံ့တော်မိတယ်ဘာလို့လဲဆိုတော့ငါဘယ်တော့မှအဲ့လိုအတွေ့အကြုံမျိုးမရှိဘူးလို့ပါငါဖျားကြတဲ့ယေရှုပြန်လာမယ့်အချိန်အကြောင်းကိုအမြဲလေးလာနေခဲ့ပေမဲ့ဖျားရခင်အလုံးအစွမ်းထပ်ပြီးပြင်းထန်တဲ့လက်ရာတွေကိုတော့ဘယ်တော့မှမမြင်ဘူးယနေ့တိုင်တော့ငါကဖျားရခင်အတွက်အလုံးတင်းတဲ့အောင်လှုပ်နေတော့ပဲအန်တော်ဘွယ်အရာတွေကလည်းအမြဲတမ်းဖြစ်နေတော့ပဲလို့ပြောနိုင်တယ်ဥပမာနဲ့ပြောရရင်မချသေးခင်ကတော့ငါတကယ်လည်းမคิดနိုင်လောက်အောင်ထူးဆန်းပြီးမယုံနိုင်လောက်တဲ့အခြေအနေတွေကဘလို့မှမတိပဲငါအနေနဲ့အဲ့ဒီလူကိုတကယ်တော့ဆက်သွယ်နိုင်ခဲ့တယ်အဲ့ဒီနောက်မှာတော့လူတွေကနောက်ကိုခေါ်ကြတယ်အကြောင်းကတော့တဖြည်းဖြည်းနဲ့ဒေးဆုံးလာတဲ့မဆိုးမနာကင်ဆာကြောင့်ဘိုက်လုံးလုံးကိုစားတောက်သွားတဲ့မိမတွေကချီလို့ပါပဲအရာလုံးအင်အားကိုကြီးရတာမကိုလုံးပျောက်ဆုံးသွားပြီးအဲ့ဒါကိုမြင်ရတာကတကယ်လည်းစိတ်မကောင်းစရာနှလုံးကွဲစရာပါပဲဒါကြောင့်ငါ့ချစ်ခင်ရတဲ့ဇနီးနဲ့အတူသူ့ကိုသားလည်းကြီးတကယ်တမ်းစိတ်အားထက်သန်စွာဆုတောင်းပတနာပြုခဲ့ကြတယ်ဖျားသခင်နဲ့ပြီးသာဝရတည်တန်တဲ့အမှန်တရားတွေကိုလည်းအတော်လေးကြကြဆွေးနွေးပြောဆိုခဲ့ကြတယ်အဲ့ဒီနောက်မှာတော့သူမကိုတေဆုံးရဲ့နီးစပ်နေတဲ့လူတွေကိုထားတဲ့စေခန်းရဲ့ palliative care unit ကိုပို့လိုက်ကြတယ်ကျွန်တော်တို့ဆုတောင်းပတနာပြုခဲ့ပြီးငါမှလည်းအဖွဲတစ်ဖွဲရှိတယ်တော်မဲ့ငါမှ link ကိုပေးနိုင်တယ်ဒါနဲ့ Facebook နဲ့ online မှာငါတို့ဖွဲ့ကိုလာပါဝင်နိုင်တယ်တနည်းနည်းနဲ့ကျွန်တော်တို့ဆုတောင်းပတနာပြုပြီးနောက်ရအနေငယ်အကြမှာအမျိုးသမီးက palliative care unit ကနေပြန်လွတ်လာပြီးရခင်ကတဲ့ပုံမကောင်းမွန်တဲ့ခံစားမှုတွေပြလာခဲ့တယ်အခုတော့သူမလည်းကျွန်တော်တို့ fresh ဆုတောင်းပတနာပြုရမှာပါဝင်လာတယ်ဒီလိုတွေကြုံတွေကိုကျွန်တော်တို့အများတန်းကြုံတွေ့နေရတာပါဖျားသခင်ကိုကွန်ပျူတာစေဖျားသခင်ကိုကွန်ပျူတာစေဒါကတော့ဖျားသခင်နဲ့ကျွန်တော်ရဲ့ fellowship ရရတော့ပါပဲလက်ထောင်ဆက်ရှင်မထိုင်ခင်တောင်ကျွန်တော်ကTwitterအစိပ်ပိုင်းမျိုးနဲ့အလုပ်လုပ်ခဲ့ပြီမဲ့အဲ့ဒီအချိန်ကစပြီးတော့ကျွန်တော်ဘဝတစ်ချောင်းလုံးကိုTwitterအပြေအဝအနှင်းလိုက်ခဲ့တယ်အဲ့ဒီဂျူးတရားမှုချတယ်လူအများအပြားကတကယ်တမ်းဖျားသခင်ကိုရှာဖွေတွေ့ရှိနိုင်ခဲ့ကြတယ်ဒါကျွန်တော်ကိုယ်လည်းအာနာတခုမှမဟုတ်ဘူးဖျားသခင်ကိုကျွန်တော်စိတ်ကိုအနှင်းလိုက်တာတော့ဖြစ်တယ်ဒါကြောင့်သူရဲ့နည်းနည်းတဲ့စကားတွေကိုကျွန်တော်ကိုသင်ပြောနိုင်ခဲ့တာကျွန်တော်ကိုယ်တိုင်မဟုတ်ဘူးသူရဲ့တဘာဝတော့ညွှန်းနေမိဖြစ်တယ်။ညာတကယ်ကိုကွန်ပျူတာစီကျွန်တော်နောက်တို့နေမဲ့ပြန်သွားပြီးတင်းစတိုးအချောင်းကိုပြန်လဲဆွေးနွေးခြင်းပါတယ်။အင်ဖျားသခင်ထံစုတောင်းပထနာတနာရီကြာတောင်းခဲ့တဲ့အခါကင်ဆာကြောင့်ဘာတွေထိခဲ့တယ်လဲ။ဆရာဝန်ကြီးကဘာပြောခဲ့တယ်လဲ။နောက်ပိုင်းမှာ skin တွေကဘယ်လိုပုံစံနဲ့ထွက်လာတယ်လဲ။အဲ့ဒါဆိုရင်ကျွန်တော်ဆေးလုံးမှာရှိနေချိန်မှာသူတို့ကပြဖွင့်ကြည့်တယ်။ဘာလို့ရမလဲဆိုတာကြည့်ဖို့ပါ။ပြီးတော့သူတို့ကပြန်ပိတ်လိုက်တယ်။သူတို့က10 cm ခွဲလောက်ရှိတဲ့တစ်စိတ်တစ်ပိုင်းကိုစမ်းသပ်ဖို့ဖြုတ်ယူခဲ့တယ်။အဲ့မှာသူတို့တွေ့ရတာက stage 4ပဲဖြစ်တယ်။ဒါကအန်တဲ့အကြီးဆုံးကင်ဆာတစ်ခုဆိုတာကိုဆိုလိုတာပါ။စရင်ထဲမှာတော့မရှိတဲ့အမျိုးအစားပါ။လူဘီလီယံချီထဲမှာတယောက်ကတစ်ခုခုကိုအသက်ရှင်ကျော်လွှားနေတာမရှိမဖြစ်ရှိနေတတ်တယ်
ဂျပန်မှာဘုံကြီးတဲ့ကြားခဲ့တဲ့အခါလိုပဲမီတာ400กว่าမှတောင်အသက်ရှင်ကျော်လွှားခဲ့သူတွေရှိတယ်။ဒါပေမဲ့ပုံမှန်ချင်းနေမှာတော့ဒီလိုချင်းတွေကိုအသက်ရှင်ကျော်လွှားနိုင်ခဲ့သူဆိုတာစေဘဆိုင်ရာစည်ရင်းတင်ထားတဲ့နေရာမှာမတွေ့ရဘူး။အကြောင်းကတော့ဒါအယက်မြလွန်တဲ့တဘာဝကုထုံးတွေနဲ့တောင်မဖြစ်နိုင်ဘူး။ကျွန်တော်ကတဘာဝအပင်စီထုတ်မှုတွေနဲ့ကုထုံးကိုထောက်ခံသူပါဗီတာမင်နဲ့တတ်ထုဓာတ်တွေလို့ဘိုင်ယိုဆိုင်တွေမှာရောင်းတဲ့အရာတွေတော့မဟုတ်ပါဘူး။အဲ့မှာလူတွေကငွေရှာဖို့မဲ့လုပ်ကြတာ။ဒါပေမဲ့အဲ့ဒီဆိုင်ဒီမှာတော့ဒီအပင်စီထုတ်မှုတွေရှိတယ်။ဥပမာကယ်ဆီယမ်စီထုတ်မှုကပင်လယ်ကအပင်တစ်မျိုးကနေထုတ်လို့ကဖြစ်ပြီးအသက်ရှင်နေတဲ့အရာဝတ္ထုကနေထုတ်ရမယ်။အကြောင်းကတော့အဲ့ဒီခါမှာအားလုံးကိုအလုံးသေးသွားအောင်အမုန်းလုပ်ထားလို့ပါ။ဒါကြောင့်ကျွန်တော်ပြောချင်တာတော့ယနေ့ခေတ်မှာလူတွေငွေရှာဖို့ပဲလုပ်ကြတာကိုမသိကြပေမဲ့အရင်ကတတ်တန်းရှိတဲ့တဘာဝအပင်ဆေးပညာကိုကျွန်တော်ထောက်ခံတယ်။အဲ့ဒါကယနေ့ခေတ်ထဲပုံနဲ့ဆိုင်တယ်။ဒါပေမဲ့မူလမေဘုံကိုပြန်လာမယ်ဆိုရင်အငါတက်စရာအတွေ့အကြုံကြီးပြီးတဲ့နောက်မှာတော့ကျွန်တော်အဲ့ရကနေအရင်မြန်ထပြီးအားလုံးကိုထိထိရောက်ရောက်ရှိမှနိုင်ခဲ့တယ်။လူတွေကအဲ့ရထဲမှာတော့ကျွန်တော်နဲ့စကားပြောချင်ပြီးစက်တိုက်ဖုန်းခေါ်နေကြတယ်။ခန္ဓာကိုဝေလာပြီးကျွန်တော်ဆက်ဆဲတဲ့စကားထတဲ့နဲ့တူနာပြူတွေလည်းပါတယ်။ဒါရီအကုန်လုံးကတကယ်ဆက်ဝင်စားစရာကောင်းပြီးမှတ်မိစရာအချိန်တစ်ခုပါပဲ။ပြီးတော့မသိဘူးဆရာဝန်တွေကကျွန်မအခြေအနေရအရန်ကောင်းနေတာကိုမယုံနိုင်လောက်အောင်ဖြစ်နေကြတယ်။ဒါကြောင့်မူလအစီအစဉ်တဲ့နည်းနည်းပို့ပြီးကျွန်တော်ကိုဆေးအောင်မှထားခဲ့တယ်။ဒါပေမဲ့တစ်ဖက်ခွဲလောက်နောက်မှာတော့ကျွန်တော်ကိုတရားဝင်ဆေးရုံထုတ်ပေးပြီးချစ်ခင်နဲ့မိသားစုနဲ့အတူအင်ပြန်သွားခဲ့တယ်။ကိုလည်းပိုကောင်းလာပြီးတတ်တာသွားတယ်။အဲ့ဒီအချိန်မှာကျွန်တော်တို့ကတောင်တန်းရွာမှာနေထိုင်ပြီးတောင်ကုန်းနေကြားက10ကီလိုမီတာလောက်လမ်းလျှောက်သွားခဲ့တယ်။ဒါမှတိုင်ပြီးတော့မီတာ30ပဲရှောင်းနိုင်ဘူး။ဒါပေမဲ့ဖျားသခင်အန်မခန်အန်တော့ဖွယ်အန်အောင်မှုကြောင့်တောင်ကုန်းဒီတက်ဆင်းပြီးနာရီ3ကျော်လောက်လမ်းလျှောက်နိုင်ခဲ့တယ်။ရတဲ့ခင်ကတကယ်ပဲမယုံနိုင်လောက်အောင်အန်အော့ဖွယ်အမခန်မှုတစ်ခုပြုလုပ်ခဲ့တယ်။ဒါလည်းကျွန်တော်ပြောနေတာပါဆရာဝအားလုံးလည်းကျွန်တော်နဲ့သဘောတူကြတယ်။ဘာဖြစ်သွားလဲဆိုတာမနားလည်နိုင်လို့ထိုက်တန်းဆရာဝန်ဒီကတော့ကျွန်တော်ကိုစစ်ဆေးကြတယ်။ဆရာဝန်တယောက်ကတိလားဘုရားတကယ်ဆိုတာမရှိဘူးအမခန်မှုဆိုတာလည်းမဖြစ်နိုင်ဘူးလို့ပြောခဲ့တယ်။အခုကျွန်တော်တခုပြောပါစီ။မင်းအကြီးကျယ်ကစားကွဲကပြောထွက်တာမဟုတ်ဘူးတကယ်တော့ပြောထွက်တာမဟုတ်ဘူးအဲ့ဒါကတကယ်ပြောနေတာမဟုတ်လို့ပါ။အစားနဲ့မြက်ကိုခန္ဓာကဘလို့မသိပဲအဲ့ဒါကိုလစ်ပြီးပုဂ္ဂိုလ်ကိုဆယ်ရီအကြမ်းဖွက်ထားလိုက်တာပါ။ဖျားတကယ်မရှိဘူးအမခံမှုဆိုတာလည်းမရှိဘူးဒါကြောင့်ဒါကတမျိုးမျိုးဖြစ်နိုင်ခြင်းတစ်ခုတာပါဒါကြောင့်ကိုခန္ဓာကအဲ့ဒီဥနောကန်ဆာကိုလိတ်တင်းအလုပ်လုပ်နိုင်အောင်ဒီလမ်းတစ်ခုရှာတွေ့ခဲ့တာပါကျွန်တော်ကဆရာဝန်တွေကိုတကယ်လေးစားတယ်သူတို့ကပညာအရာမြင့်ပြီးပုံမှန်ဘွဲရသူတွေထက်နှစ်ဆပေါ်လေးလာကြလို့အဲ့မဲ့ဆရာဝန်တရားကနေနဲ့ကိုယ်စိတ်ကိုတုံးနိုင်ဖို့လိုတယ်ဘာလို့လဲဆိုတော့စေဝါလုပ်ငန်းတွေကတက္ကသိုလ်စနစ်ကိုထိန်ချုပ်ပြီးကျောင်းသားတွေကိုမမှန်တဲ့သတင်းချက်လက်တွေနဲ့ဖိအားပေးကြလို့သူတို့ရဲ့စေဝါတွေရောင်းချနိုင်ဖို့ပါဒါကိုထူးတဲ့ပြအိုင်ဆိုင်ပြောဖို့လိုပါဟဲ့တဘာဝစေပညာမှာလဲဆရာဝန်တွေလူဟက်ပါတယ်တချို့လူတွေကအလုံးကျွမ်းသွားပြီးဆရာဝန်ဆိုတာလုံးဝမလွယ်ဘူးလို့ပြောကြပါတယ်တကယ်အမှန်ကနှစ်ဖက်လုံးကိုတုံးချပြီးစစ်ထုတ်တုံးတင်တာပါဒါပေမဲ့တကယ်တမ်းဖြစ်တာနာမယ်ဆရာဝန်တွေကအရန်ကန်တော်ခဲ့ကြပြီးတချို့ကလည်းအမှန်တရားကိုဝန်ခံခဲ့ကြတယ်အဲ့ဒီအုပ်စုတွေကဆရာဝန်တယောက်ကတော့လူမကကျွန်တော်တို့ဆူဒန်အုပ်စုမှာအချင်းအတော်ကြာပါဝင်ခဲ့တဲ့အရေးပါသူတစ်ယောက်ပါဒါဆိုရင်အခုဆရာဝန်တွေကိုပြောနေတဲ့အချိန်မှာပဲကျွန်တော်မှလင်းဆက်တဲ့သူငယ်ချင်းတစ်ယောက်ရှိခဲ့တာကိုတတိယလာပါတယ်လူမကကိုပိုင်တဘာဝဆေးကုသခန်းရှိတဲ့ဆရာဝန်တယောက်ဖြစ်ပြီးတရားဝင်ဆေးပညာရှင်တယောက်ပါဒါပေမဲ့သူမက New Age ပါတာရေးနဲ့ပတ်သက်နေပြီးတခြားဘက်ကမူလတန်းလာချင်နီလန်တီကိုအသုံးပြုနေသူပါပြီးတော့အန်အော်ဘာနီလန်တခုနဲ့ဖျားတခင်ကကျွန်တော်တို့သူမရဲ့အမေတယောက်ကတဆင့်ချိတ်ဆက်ပေးခဲ့လေသူမရဲ့အမေကမယုံကြည်သူတယောက်ဖြစ်ပြီးကျွန်တော်ရဲ့ကိုတတ်မှုအတွေ့အကြုံကိုကြားဖူးသူပါပြီးတော့သူမလာသူမရဲ့အမှုခင်ကိုလည်းကျွန်တော်တို့နဲ့ပြောချင်တယ်လို့ပြောလာခဲ့တယ်ဘယ်လိုပြောရမလဲဆိုတော့ဒါကအာယုံကြောတွေပျက်စီးသွားပြီးမကြခင်မှမလဲနိုင်တော့ဘူးအားနဲလာပြီးနောက်ဆုံးမှပါဆက်တောင်ဖွင့်လို့မရတော့ဘူးတည်သွားရတယ်ဆိုတဲ့ယောဂကမျိုးပါအခြေခံအပ်နေဒီယောဂကကုသနိုင်တဲ့အရာမဟုတ်ဘူးပြန်လေတတ်လာသူလည်းမရှိပါဘူးတောင်အဲ့ဒီချိန်မှာတော့သူမကျွန်တော်တို့နဲ့မတွေ့ခင်ကတည်းကဖះတကယ်သူမကောက်ကိုပေးနေခဲ့တယ်သူမက New Age ကိုစိတ်ဝင်စားနေတော့လေသူမရဲ့ယောဂကတစန်းဆန်ကနေလောင်ချအောင်တဖြည်းဖြည်းနဲ့တူတက်လာတာပါဒါကမကြခဏမဖြစ်တဲ့အရာမှာဒါပေမဲ့ဖះတကယ်ကသူမကိုပြင်ဆင်ပေးနေခဲ့လေဘာလို့လဲဆိုတော့သူမကအမှန်တရားကိုသိလာမယ်ဆိုတော့ဖះတကယ်ကသိနေလို့ပါပြီးတော့သူမကကျွန်တော်တို့ဖွဲ့တဲ့ဝင်လာတယ်နောက်ပိုင်းမှာတော့အခုတော့သိစိမပြောတော့ပါဘူးဒါပေမဲ့အခြေခံအဖြစ်ကျွန်တော်တို့ကအမှန်တရားဘာသာရေးနဲ့ပတ်သက်တဲ့အကြောင်းတွေကိုအရန်စကားပြောခဲ့ကြတယ်အတားအဆီးတွေအများကြီးရှိခဲ့စေတန်ကသူမကိုတားဆီးဖို့ကြိုးစားနေခဲ့တဲ့အခုတော့သူမကဖះသခင်အပေါ်အယံယုံကြည်မှုရှိတဲ့မိမကြောက်ဖြစ်လာပြီးနောက်ပိုင်းမှာတော့လာတော့3လလောက်ကြာမှအားလုံးကပြီးဆုံးသွားတယ်သူမရဲ့အာယုံကြောတွေပျက်စီးသွားပြီးလမ်းကိုထဲကပြက်လက်တက်တာလာတယ်အားလုံးပြက်လက်ပြုတ်ပြနိုင်ခဲ့တယ်
အခုတော့အသက်68နှစ်ရှိပြီပဲမဲ့လူငယ်လေးလိုပဲလမ်းလျှောက်လိုက်တယ် ဖျားသခင်ကိုဂုဏ်ပြုပါစေဖျားသခင်ကိုဂုဏ်ပြုပါစေသူတို့ဆူတောင်းခဲ့တဲ့ချိန်ကနေပြည်စုံစွာကြံ့ပတ်လာတဲ့အထိဘလို့ကြာခဲ့တယ်လဲဆိုတာပြောပြပါဆူတောင်းပိတာနဲ့ကညအတွင်းမှာဖြစ်သွားတာလားဒါမှမဟုတ်ကချင်းချာချာအတွင်းမှာတဖြည်းဖြည်းပြန်တက်တာလာတာလားပဒီရနိုင်လား ငါပြောခဲ့တယ်လို့ပဲအဲ့ဒီနောက်မှာတခါတည်းထပြီးအားရင်ဒီလေပြရလာတယ်အားလုံးကလည်းပြလာတယ်ဒါပေမဲ့အားလုံးပြလေသွားဖို့ဦးနောက်တဲ့စူပေါင်းနေတဲ့တွေ့အချိတ်တွေပြန်တန့်ဖို့အားလုံးပြလေသွားဖို့တမနှစ်နှစ်လောက်ကြာခဲ့တယ်ဒါပေမဲ့ငါပြောချင်တာငါလိုက်နေတယ်လို့မထင်ဘူးရတဲ့ကငါ့ကိုအနေငယ်အားနေအောင်ထားခဲ့တယ်ဒါကြောင့်ယနေ့တိုင်တော့ငါတကယ်အခေါင်းနေတယ်လို့မပြောနိုင်ဘူးဥပမာပေါ်လူတတ်တော်ကိုကြည့်ရင်လေလူကတော့ဥခေါင်းနဲ့ကယောဂကိုဖယ်ရှားပေးပါလို့ဖျားတကယ်ကိုတုံးချင်းဆူတောင်းခဲ့တယ်ယေရှုကသူ့ကိုပြောတယ်ကျွန်တော်တို့တမန်ကျမ်းမှာဖတ်ရတာအတိုင်းနောက်ထပ်မင်းနဲ့မိရလောက်မေးပြီးလို့နောက်တော့ဘုရားသခင်ကယူတွေကိုမိမိကိုဂုဏ်ယူသွားမလားဆိုပြီးအခက်အခဲတချို့ကိုခြံထားတတ်တယ်မန်နေဂျာတယောက်အနေနဲ့ငါမှဂုဏ်ယူမှုစိတ်တိုးလာနိုင်တဲ့အလားအလာရှိတယ်ဒါကြောင့်မဲ့ဘုရားသခင်ကငါ့ကိုဒီလိုထားခဲ့တာဘုရားသခင်ကငါ့ကိုနေရာတိုင်းခေါ်သွားပေမဲ့နောက်ဆုံးမှာတော့သူ့စီနဲ့ချိုမင်မှုစီကိုပဲခေါ်သွားတယ်ဒါပေမဲ့နာနဲ့ငါတို့အားလုံးကမကောက်တဲ့အချင်းတွေပြန်မတိုးလာအောင်ဘုရားသခင်ကိုအမြဲတမ်းဆုတောင်းရမယ်အဲ့ဒါက တကယ်မဲမင်းရဲ့နာရရှိနာချင်းနာရရှိအလုပ်ပြချင်းကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေနဲ့အပြည့်တထန်ဒီကိုတစ်ချောင်းလုံးပြောပြပါအဲ့ဒီအတွေ့အကြုံတစ်ချောင်းလုံးမှာဖျားသခင်ကမင်းကိုဘာတွေပြတာပြခဲ့တယ်လဲ ချစ်ချစ် ဖြစ်ချင်မဲမင်းရဲ့ Jackie ကဘယ်လိုဘဝနဲ့နေထိုင်ခဲ့တာလဲဘာဆို ပုံမှန်ပြည်သူတယောက်လိုပဲပုံမှန်ဘဝနဲ့နေခဲ့တာပဲလားကျွန်တော်ကရာဇဝတ်မှုတွေလုပ်တာမျိုးတော့မဟုတ်အလွန်ဆိုးရတဲ့ຢာတွေမလုပ်ခဲ့ပါဘူးဒါပေမဲ့အခြေအနေကတော့ဖះရှိမှရာဇဝတ်မှုလုပ်သူတွေကသူ့နာနဲ့ကယ်တင်ချင်းနာနီးတွေကပုံများတယ်ဖះသခင်ကိုသိပြီးသားလူတွေကအေးမြသွားတဲ့အခါမှာသူတို့ကပိုဝေးသွားကြတယ်ဆိုတာကိုကြည့်ရင်သိရတယ်ယေရှုဖះနဲ့တစ်ဖက်တည်းမှာရှိတဲ့ခိုးထုကိုတတိယကြပါစို့သူကကယ်တင်ချင်းရခဲ့ပေမဲ့ဖះနာနီးရဲ့ယူဒေလူမျိုးတွေကတော့သူ့ကိုတတ်ခဲ့ကြပေမဲ့ကယ်တင်ချင်းမရခဲ့ကြဘူးအထုံဖျားနေခင်ကကျွန်တော်တို့ရဲ့တာဝန်ကိုကျွန်တော်တို့တည်မြဲမှုပရမှုဒီပြီးဆုံးဆက်တဲ့ကျွန်တော်ဖျားကြောင့်ဆရာရဲ့တာမြေလည်းဖြစ်လို့ခရိယန်တရားဟောသူတွေရဲ့မျိုးဆက်လည်းဖြစ်လို့အခြားလူတွေထက်ပိုတီးခဲ့တယ်။ဖျားတင်ကလည်းပြီးတော့တည်မြဲမှုပရမှုဒီပြီးတိုင်းတာတယ်။ဒါကြောင့်ဖျားတခင်ရှိတယ်ဆိုတာတော့မချဘူးတဲ့ဘာမှမသိတဲ့လူတွေကသူတို့ရဲ့သဘောတဘာဝနဲ့သူတို့တည်ထားတဲ့အတိုင်းကယ်တင်ခြင်းရမယ်။ဒါမဲ့ကျွန်တော်တို့ရဲ့တည်မြဲမှုပုံနဲ့လေတစ်ဖက်နဲ့ဆိုရင်ပိုကကွယ်မှုရတယ်လို့လည်းဆိုနိုင်တယ်။အကြောင်းကကျွန်တော်တို့ရဲ့တည်မြဲမှုနဲ့လေဖျားသခင်နဲ့ပုံနီးလာပြီးပိုကာကွယ်မှုရတယ်လို့တစ်ချိန်တည်းမှာပဲပိုတာဝန်ရှိလာတယ်ဟုတ်ပါလေဒါဆိုရင်ပြန်ပြောပါစေတင်းမြင်မှုကကယ်တင်ချရဖို့လိုအပ်ချက်မဟုတ်ပေမဲ့အထောက်အကူဖြစ်တဲ့စိတ်တင်ကကျွန်တော်တို့မှာတင်းမြင်မှုရှိလာတဲ့အခါ New Age လိုမျိုးအမျိုးမျိုးထွားအောင်ပိုလွယ်လွယ်နဲ့ဥဆောင်နိုင်တယ် ဒါဆိုရင်တင့်ဘဝမှာဥပမာအရေးကြီးတဲ့ယောဂမထစ်ခင်ကတင့်အနေနဲ့တိုးတက်ပြည့်စုံတဲ့ကုမ္ပဏီတစ်ခုအောင်မြင်လက်စီးပွားရေးလုပ်ငန်းတစ်ခုတည်ထောင်ထားခဲ့တယ်ဆိုပါစို့လူတွေကိုစီးပွားရေးလုပ်ငန်းရှင်အဖြစ်ဝင်ရောက်ပြီးစင်ခေါ်မှုတွေနဲ့စိတ်ကိုအပြည့်အဝမျှော်လင့်စေဖို့တကယ်တမ်းအကြံပြုပါသလားဘဝထဲမှာဘီမန်တစ်ခုလိုမထစ်သွားအောင်ဘယ်လောက်ထိသွားတင်တယ်လဲ အခုစီးပွားရေးလုပ်ငန်းကိုယ်တိုင်ကတရားမမှန်တာမဟုတ်ဘူးဆိုပါစို့လူတွေကအသက်ရှင်ဖို့လှုပ်ဆောင်ဖို့လိုအပ်တယ်တကယ်တော့အဓိကကတော့ကျွန်တော်တို့ဘဝရဲ့ပဟိုးကဘာလဲဆိုတာပါကျွန်တော်စိတ်ကဖဲမှာတဲ့တနေ့ကနာရီ15နာရီထိအလုပ်လုပ်ရတဲ့စီးပွားရေးလုပ်ငန်းတစ်ခုတိစောက်လိုက်ရင်တော့ကျွန်တော်တို့မှတာဝန်ယူနိုင်စွမ်းမရှိတော့ပါဘူးကျွန်တော်အတိမတ်ပြဖို့လိုအပ်တယ်ဥပမာကျွန်တော်ကိုယ်လိုက်တော့အခုအချိန်မှာတကယ်ပဲတန့်ရှင်းပြီးတရားများတယ်လို့ပြောနိုင်မယ်ဆိုတာမရှိပါဘူးအကြောင်းကတော့လူသားတွေဖြစ်တဲ့အနေနဲ့အမြဲတမ်းတိုးတက်ပြောင်းလဲနေကြရတာပါယေရှုပြန်လာမယ့်အခါမတိုင်ခင်မှာကျွန်တော်တို့ဖန်ဆင်းရမယ်။ဒါနဲ့မှဒီအချက်တော့လည်းပြောချမယ်ထင်တယ်။ဒါပေမဲ့ကျွန်တော်စဉ်းစားနေတာမိတော့နီ လူချင်းသာရှိရင်ပွင့်ပွင့်လင်းလင်းပြောနိုင်ပါတယ် ။အဲ့ဒါတုံခါနေတဲ့ရောင်းတစ်ချက်ထိလိုက်တော့ဟုတ်ပါပဲ။ကျေးဇူးပြုပြီးမျိုးကိုထပ်နေပြီပါ။ကျွန်တော်ဖုန်းကစိတ်လှုပ်ရှားစေသွားတယ် ဟုတ်ပါတယ်လူတွေကိုစီးပွားရေးလုပ်ငန်းဆက်ပြင်ဖို့အကြံပြုပါလို့ဒါကဘယ်လောက်ထိသွားနိုင်မလဲဥပမာဘဝထဲမှာဗိမာန်တစ်ခုလိုပစ္စသွားလဲအထီလား ။ပိုလန်တကိုစားတန်းထဲမှာအမြေကြီးပေါ်မှာအချမ်းသာဆုံးအောင်မြင်ဆုံးလူကလည်းအချင်းတစ်ပြိုင်တည်းမှာပဲယုံကြည်မှုအပြည့်နဲ့ဖျားသခင်ကိုစိတ်ဝင်စားဆုံးလူလည်းဖြစ်နေတယ်ဆိုတာရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။ဒါကြောင့်ချမ်းသာမှုကိုယ်တိုင်ကကဲတန်ကြီးညာဖို့မ fishing နိုင်တဲ့အသားအစီတစ်ခုမဟုတ်ဘူးဆိုတာထင်ရှားပါတယ်။ဒါပေမဲ့မဆိုင်မနဲ့ယေရှုကကိုယ်တိုင်ပြောထားသလိုတကယ်တမ်းကောင်းကင်နိုင်ငံတော်ထဲဝင်နိုင်တဲ့ချမ်းသာသူတွေကနည်းနည်းလေးမရှိတယ်။ကျွန်တော်ကတောင်ကန်းကောင်လို့တင်းတင်းကလေးထက်ကတစင်တိရှောင်းမဖြတ်သွားနိုင်ဘူး
ဒါကတော့ကျွန်တော်မြင်ရစီးပွားရေးဆိုတာဖျားသခင်ကဥဆောင်ပေးတဲ့အခါမှာပဲစီးပွားရေးဖြစ်တယ်ဖျားသခင်ကဥဆောင်ပေးတယ်စီးပွားရေးအကြောင်းတွေမှာတော့ဥဆောင်ပေးတယ်ကျွန်တော်တို့ကလည်းဖျားသခင်ကိုမလွတ်ပဲကင်ထားနေရမယ်အလုပ်လုပ်တဲ့အခါဘာလို့ရမလဲဆိုတာဖျားသခင်ကိုဆူတောင်းပြီးညွှန်ကြားမှုတောင်းရမယ်ကျွန်တော်စီးပွားရေးမိဖက်ကိုလင်းလင်းမှာငါကျွန်တော်မတရားမှုလုပ်တာကျွန်တော်တို့ဘလို့ပဲဖြစ်ဖြစ်ခူးယူမှာဒါပဲအဓိကကဒီအချက်တွေမဟုတ်ဘူးအဓိကကကျွန်တော်တို့စဉ်းစားမှုရဲ့အလဲဘုံမှာပါရှိလဲဆိုတာပဲစီးပွားရေးကြောင့်ကျွန်တော်တို့မလွတ်နိုင်တော့ဘူးဆိုတာမြင်နိုင်ရင်နဲ့အေးရထားပြီးတော့တနားရီလောက်ဆူတောင်းလိုက်ဖို့စီးပွားရေးကနေဖြစ်လာတဲ့ဖြစ်စည်းမှုတွေကြောင့်ကျွန်တော်တို့ရဲ့အားကောင်းအမှန်တွေပျောက်သွားပြီးတနားရီလောက်ဆူတောင်းဖို့တောင်အားမရှိတော့ဘူးညအေးရဝင်မတိုင်ခင်ဆူတောင်းဖို့တောင်မနှုံနိုင်တော့ဘူးဆိုရင်ဒါကတော့ဖျားသခင်ရဲ့အလိုနဲ့မကန့်ညီဘူးဆိုတဲ့တတိပိတ်ချက်တစ်ခုပါပဲ အဲ့ဒီအပြည့်ကြုံကနေတင်းရဲ့နာကျင်မှုတွေအပြည့်အဝတတ်တာသွားပြီ။ဒီနေ့ကတော့2025ဖြစ်ပြီ။တဲ့အဲ့ဒီခင်နဲ့လွတ်မြောက်လာတာလဲ4နှစ်လောက်တော့မဟုတ်9နှစ်လောက်ရှိပြီလို့ပြောရမယ်။တကယ်လား တကယ်တော့ပုံများလိုက်ငယ်အဲ့ဒါက2018ခုနှစ်အခုက2025ဖြစ်ပြီဒါဆိုရှင်းနေ9နှစ်လောက် ။ဒီပါအခုတော့ဘလို့ခံစားရလဲ။ဂျီရှုတို့လည်းအဲ့ဒါကိုတကယ်စိတ်ဝင်စားကြမယ်လို့ယုံကြည်ပါတယ်။အဲ့ဒီအချိန်ကနေဆက်လာတဲ့တမ်းမာရေးပြဿနာတွေတခုခုရှိတယ်လား။ အခုတော့ကိုအားနေစလာပဲခံစားရလေဆိုလိုတာကတော့နာကပေါလုသမားလိုမျိုးမဟုတ်ဘူးမာနကြီးလည်းမဟုတ်ဘူးနာကိုနားလေစေချင်လို့ပြောတာပါဖခင်သခင်ရဲ့အတန်ကိုတိတိကျကျကြားရတာတခါလေးပဲရှိတယ်အဲ့ဒါကငါ့ကိုကောင်းချိုးပိတ်တဲ့ချိန်မှာပါအဲ့ဒီအချိန်ကတွေကတိတိကျကျတန်တကူကိုမကြားရတော့ဘူးလူတွေကိုပြောချင်တာကမာနကမကြားခဏတိတ်တိတ်လေးပြောတတ်တာကိုငါမကြားခဏတတိထားမိတယ်တခါတလေမှာတော့ကိုကိုပဲထင်အောင်ထင်မြင်ဖြစ်ပြီးတရားရောက်ကတခုခုပြောသလိုတရားရောက်ကကိုကိုပြောနေသလိုထင်ရတဲ့အတွေးတွေကလည်းကိုကိုတွေးနေတင်ဖြစ်တဲ့ဒါကြောင့်အဲ့ဒီအပိုင်းမှာတကယ်တော့သူ့ထားဖို့လိုပါတယ်ငါပြောနေတာလာကလာနဲ့နိုင်ကိုယ်တိုင်ကြုံတွေ့ရတာလည်းအတူတူပါပဲအဲကြောင့်ဖျားသခင်ကငါတို့ကိုဦးတည်ပဲသူနားမှာနိစ္စလာတဲ့အခါမှာတော့သူ့စကားတွေကိုနောက်ဆုံးမှကြားလာနိုင်တယ်ဒါပေမဲ့မာနကငါတို့ကိုအကန့်အသတ်ချထားတဲ့ဥပမာအနေနဲ့အရေးကြီးဆုံးအချိန်တစ်ခုကိုတတိယကြပါစို့အဲ့ဒါကတော့အာဗြဟံရဲ့တားစင်နံဖြစ်တဲ့ဣစာရဲ့မျိုးဆက်ဖြစ်တဲ့ယာကုပ်ကယေရှုနဲ့တိုက်ခိုက်ခဲ့တဲ့အခိုက်အတန့်ပါတမန်ကျမ်းသာတော့ဒါဟာနတ်သမီးတစ်ပါးနဲ့တိုက်ခိုက်တာလို့တိတိကျကျဖော်ပြထားတယ်။ဒါပေမဲ့တဆောင်လဲမတော်တကယ်ကောင်းမွန်ဒီယူထိခံရတဲ့စာရေးဆရာတို့ကအဲ့ဒီအကြောင်းကိုတကယ်ပဲအသက်ပြန်ဖော်ပြရေးတတ်ထားတယ်။တစ်ချိန်တည်းမှာပဲမာနကသူ့နောက်မှာတစ်တိတ်လေးအမြဲတမ်းအကြံပေးနေပြီးဒီတိုက်ပွဲမှာမင်းလုံးဝမနိုင်နိုင်ဘူးဆိုတာမျိုးစိတ်ထဲမှာတန်တရားနဲ့စိတ်ပြတ်မှုအစိတ်ပြတ်တဲ့စိုက်ထုတ်ဖို့ကြိုးစားနေတယ်။ဒါမှမဟုတ်နိုင်သွားရင်မုန်းတီးမှုနဲ့ပြည့်စုံသွားအောင်လုပ်နေတယ်။ရိုးရိုးလေးပြောရရင်တဘာဝလုံးကဘာနဲ့ပတ်သက်တဲ့အရာတွေမှာတကယ်တော်တော်လေးတတိထားဟောလို့တယ်။ဘာလို့လဲဆိုတော့အဲ့မှာပဲမာနကအရန်အနီးကပ်ဆုံးရှိနေတယ်လို့အမှန်တကယ်တော့တော်များများအမှန်တရားကိုရှာဖွေဖို့စတဲ့လှုပ်ရှားတဲ့လှုပ်ရှားမှုတွေမှာမာနကချက်ချင်းပေါ်လာတတ်တယ်။နောက်ဆုံးမှာတော့သူတို့ကရခင်တဲ့ပို့ဆိုးတဲ့မယုံကြည်မှုအခြေအနေတွေကိုရောက်သွားတတ်ကြတယ်။ တကယ်ပဲအခုတလောမင်းဟာအပင်ချိကအစားအစာစားနေသလားဒါမှမဟုတ်အခြားသူတွေကိုလည်းအပင်ချိကအစားအစာစားဖို့အကြံပြုသလား ဒီနေ့ခေတ်မှာတော့အပင်အခြေခံအစားအစာဟာမဖြစ်မနေလို့အလားပြီအခုတည်းပဲပြောချင်တာကတော့ငါအနေနဲ့တကယ်တော်တော်အတိတ်ပဲရှိတယ်ငါတယောက်တည်းတော့ disinterest တွေမစားဘူးဒီနေ့ခေတ်မှာအပင်တွေဟာအထူးသဖြင့်မင်းကိုယ်တိုင်မင်းရဲ့ခြံထဲမှာမဆိုင်ပြိုးရင်မင်းပိုင်မြေမှာမဆိုင်ပြိုးရင်အာဟာရဓာတ်တွေအလွန်နေပါနေပြီဒါကြောင့်တစ်ချိန်တည်းမှာပဲငါတို့ဟာအိုးတွေကိုစားဖို့အတင်းအကျပ်ဖြစ်လာရတယ်။အိုးဆိုတာတကယ်တမ်း disinterest စီထဲမှာတခုလေးတော့အရပါပဲဒါဟာအသားတင်မဟုတ်ဘူး။ရင်ကတခုခုအရင်ရင်မဟုတ်ဘူး။ဒါပေမဲ့အသက်ရှင်ဖို့လိုအပ်တဲ့အရာအလုံးပါဝင်လို့တစုံတယောက်လုံးပြည့်စုံစွာဖွံ့ဖြိုးလာနိုင်အောင်ဖြစ်စေတယ်။ဒါကြောင့်အဲ့ဒီမှာအာဟာရဓာတ်တွေတစုတစည်းလုံးအပြည့်အဝစုစည်းထားတာပဲ။ဒီနေ့မှာနှိတ်ခေါင်းခံရတဲ့ခါရောက်လာရင်ဒါတို့ဟာအုံးတွေကိုပြန်ဆိုင်မိလာနေတယ်ဆိုတာအောင်စရာမဟုတ်ဘူး။ဒါပေမဲ့အဲ့ဒါကိုခြံထားတင်တယ်။ဒါကြောင့်အိုးဆိုတာငါတို့ကအပင်အခြေပြီးအစားအစာကို69ရာခိုင်နှုန်းစားသုံးရမယ်။ဥပမာငါတို့ကမုတ်ဖို့ပြီးစားတင်တယ်။ရန်သူကယနေ့ခေတ်မှာမုံကိုအစိုးဆုံးအစကတော့ဖြစ်ကြလို့ထားတယ်။ယနေ့ခေတ်မှာထောက်ပံ့ရဲ့ဂျင်းစီညံကိုလည်းပြုပြင်ပြောင်းလဲထားတယ်။ဒါကြောင့်အလုံးအမြတ်အတရေရှိလာပြီးဒါပေမဲ့အမရိုလိုမုံမျိုးစုံလို6ဒီရုပ်တီးနဲ့ပဲပြုလုပ်ရမယ်။လုံးဝအသစ်ဆက်ဆက်ရုပ်တီးနဲ့မလုပ်ရဘူး။ဘုံထဲမှာအပေါက်ဒီနဲ့အပြည့်အဝ6တအောင်ဖုတ်ရမယ်။ဒီရလောက်ချန်ထားတာအကောင်ဆိုပဲဒါကကျမရဲ့အတွက်အခြေခံချက်တစ်ခုပါပဲတခြားအရာလက်ရှိတယ်အဲ့ဒါကိုအခုတော့မုံမဲမပြောတော့ဘူးငါတယောက်တည်းလည်းအဲ့ဒါမှအချိန်တော်ကြာတုံးထားခဲ့တယ် တကယ်ရဲအမေလူဒီကိုနောက်ထပ်အနေနဲ့လောက်ရှင်းပြနိုင်မလားအခုလောက်တဲ့အနေနဲ့ဖေခန်းစားရလေတစုံတရာအကြမ်းနာကြီးပြည့်စုံသလားဒါမှမဟုတ်အဲ့ဒီအရာကြောင့်တက်တန်းစီသွားတဲ့တရားမှုတစ်ခုခုရှိနေသေးလားအဲ့ဒါကိုပဲငါသိဝင်တာငါဘာလို့မရတာမျိုးမရှိဘူးနားဆိုလာစောက်ရည်ကိုလုံးသူရှာတဲ့အလုပ်တွေလည်းလုပ်တယ်တခါလေအလုံးဝေးတဲ့ခီးတွေကိုမောင်းတယ်တစ်ဖက်သက်600ကီလိုမီတာလောက်တခါလဲမောင်းရတာပါ
ဒါကလည်းအတော်လေးဝေးရခီးပဲနာပေါ်မှာတဲ့အလုပ်လုပ်နိုင်ပြီမဲ့ရခင်ကလို့တစုံတရာမတူလို့ဟုလို့ခံစားရတယ်ညီ အားနဲ့တော့ရွယ် အမျိုးမျိုးအားနည်းမှုတစ်ခုခံစားရတယ်ဒါကိုဖျားသခင်ကိုကျေးဇူးတင်တယ် အကြောင်းကတော့ တကယ်တော့ဒါကဘ ഹു တုတနဲ့အပေါ်ဆောင်ရှောက်မှုတစ်ခုမလို့ပဲပေါလုတန်ရောစင်းရဲ့နမူနာကြီးလိုပဲငါကိုအမြဲတမ်းနှိမ့်ချက်စေတယ်ဒါကြောင့်ငါဘယ်တော့မှမာနာကြီးဒီဖျားသခင်ကမလွတ်တော့အောင်ဖြစ်စေချင်တာပါ တပြည့်တယ်မှာရဲ့ အဲ့ဒီအတွက်ပါနဲ့ ဒါဆိုရင်နောက်ဆုံးအရေးကြီးဆုံးမေးခွန်းတွေထဲကတစ်ခုအနေနဲ့ဘဝမှာအလွန်ကြီးမားတဲ့မတော်တဆမှုနဲ့ဝိုင်းနေမှုထီကိုတကယ်တကြွစွာကြုံတွေ့ခဲ့သူတယောက်အနေနဲ့ဘဝမှာအခက်အခဲတွေကြုံတွေ့နေရသူတွေပြင်းပြင်းထန်ထန်နာမကျန်းဖြစ်နေရသူတွေကိုဘာတွေပြောချင်ပါသလဲသူတို့ကို message တစ်ခုပေးဖို့အခွင့်ပြုလိုက်ပါတယ် တခုတော့ပြောနိုင်ပါ යි ကျွန်တော်တို့ပြောင်းလဲခြင်းနဲ့ကဲတင်ခြင်းအကြောင်းမျိုးကွန်းမှပြောခဲ့တယ်လို့ဖျားသခင်ကကျွန်တော်တို့လုံနိုင်သမျှကိုလုပ်ဖို့မျှော်လင့်ထားပါတယ်ဒါတော့အာဖရိကမှာဘာမှမရှိတဲ့အနက်ရောင်လူမျိုးတွေကိုဖျားသခင်ကသူတို့ဘာမှမလုပ်ဘဲနဲ့ကုသပေးတတ်ပါတယ်ဘာလို့လဲဆိုတော့သူတို့မှလုံနိုင်စွမ်းမရှိလို့ပါဒါပေမဲ့ကျွန်တော်တို့လိုလုံနိုင်စွမ်းရှိတဲ့သူတွေကိုတော့ကျမရေးအတွက်အစားအစာပြောင်းဖို့နဲ့အပင်မထုတ်ယူတဲ့ဆေးဝါးတွေသုံးဖို့မျှော်လင့်ထားပါတယ်ဒါပေမဲ့အဲ့ဒီຢာတွေတောင်ပြင်းထန်တဲ့ယောဂတွေကိုမကုနိုင်ပါဘူးအဲ့ဒီမှာပဲဖျားသခင်ကကိုယ်နေလွတ်လပ်လာပါတယ်ဒါကြောင့်ကျွန်တော်တို့ဘက်ကတော့အသားအရက်ကော်ဖီဆေးလိပ်အန်တရက်ရှိတဲ့ຢာတွေအနက်ရောင်နဲ့ဆင်းရောင်လက်ဖက်ရည်တွေကိုဆွန့်လိုက်ရမယ်ဒါကြောင့်ကျွန်တော်စာမျက်နှာမှာကျမ်းပါရီနဲ့မညီတဲ့အရာအလုံးကိုတကယ်အကျဉ်းပြုချပါတယ် Facebook နဲ့ Internet မှာကျွန်တော်ရဲ့ထူးထူးတင်စာမျက်နှာတစ်ခုနဲ့အုပ်စုရှိပါတယ်အဲ့ဒီမှာကျမ်းမာရေးအတွက်အာဟာရကောင်းကောင်းစားနည်းအကြောင်းအပြည့်အစုံပါဝင်တဲ့အခန်းကိုလွယ်လွယ်ကူကူရှာတွေ့နိုင်ပါတယ်ကျွန်တော်ကအလေးထားလေးစားရတဲ့စာရေးသူအများစုရဲ့စာအုပ်တွေကနေဂရုစိုက်စွာစူးစီးထားတဲ့အသေးစိတ်စာအုပ်တောက်ရှိပါတယ်အဲ့ဒီစာအုပ်မှာကျမ်းမာရေးအခြေခံသဘောတရားတွေတကယ်လိုဟတ်တဲ့အရေးကြီးအကျဉ်းချုပ်ကိုအပြည့်အစုံရှင်းပြထားပါတယ်ကျွန်တော်ထင်တာကဒါကိုမျက်နှာပြင်ပေါ်မှာရေးပြလို့ရမလားဆိုတာပါရပါတယ်ဒါကိုတင်ရနိုင်ပါလိမ့်မယ်အရေးကြီးဆုံးကကျမ်းပါရေးနဲ့ညီတဲ့အစားအစာစားတာတချို့ယောဂတွေမှာတော့ဥပမာ20ဆောင်းပေါင်းအဆက်တိုးထားတဲ့ frankincense extract တစ်မျိုးရှိပါတယ်ဒါဆိုရင်ပုံမှန် frankincense extract ကကျန်းမာရေးအတွက်ကောင်းပေမဲ့ယောဂမကူနိုင်ပါဘူးအဲ့ဒီလိုပြင်းထန်တဲ့ယောဂတွေမှာအဆက်တိုးအနေငယ်များများတောက်မယ်ဆိုရင်တင်ပြောသလိုကူနိုင်ပါတယ်ဒါကြောင့်ကျန်းမာရေးနဲ့ညီတဲ့အစားအစာစားတာလိုအပ်တယ်လို့ကျွန်တော်ပြင်ဆင်ထားတဲ့စာအုပ်ထဲမှာပါဝင်တဲ့အထူးကူထုံးတွေလည်းလိုအပ်ပါတယ်ဒါတွေကိုအကုန်လုံးလိုက်နာသုံးဆွဲနိုင်ရင်နောက်ဆုံးအဆင့်ထိရောက်သွားတဲ့အချိန်မှာတော့ကျမ်းမာရေးပြန်ရနိုင်ပါတယ် ပြီးတော့ ကျွန်တော်ဖျားရင်ဖြူစည်းပေးပါတယ် တကယ်ပဲတကယ်ပဲဒါဆိုရင်ကျွန်တော်တို့အနေနဲ့လုံနိုင်တဲ့လောက်အကုန်လုံးကိုလုတ်တင်တယ်လို့လည်းအကြံပြုမယ်ဆိုတာပေါ့ဟုတ်လား ကျွန်တော်တို့နဲ့လုပ်နေတယ်မြအကုန်လုံးပဲ ကျွန်တော်အနေနဲ့လုံနိုင်တဲ့မြအကုန်လုံးနဲ့အတူဖျားသခင်ကိုဆူတောင်းခြင်းအမြဲတမ်းအငြင်းခြင်းဒါတွေလည်းပါဝင်ပါတယ်အခုလား အတိတ်မွေးဖွားခြင်းဒါကလည်းကိုရန်ပေါ်ထလာပါတယ်ကျွန်တော်ကတရားကိုမေးခွန်းတစ်ခုသာမေးနိုင်ပါနဲ့တင့်ကိုမုန်းတီးတဲ့သူတင့်ကိုတိုက်ခိုက်တဲ့သူစီးပွားရေးအပါအဝင်နယ်ပယ်အမျိုးမျိုးမှာတင့်ကိုနစ်နာစေတဲ့သူကိုတွေ့ရပြီးတိတ်မှလည်းသူ့ကိုမုန်းတီးတဲ့စိတ်ရှိလာရင်ဒါကတင့်ရဲ့နှလုံးသားထဲမှာအဖေဝါချစ်ချင်းရစေဖို့ဖျားသခင်ကိုဆူတောင်းဖို့တတိပေးချက်တစ်ခုပါပဲယေရှုကသူ့ရဲ့ယန္တူတွေကိုချစ်ခဲ့တယ်လို့ပဲကျွန်တော်တို့လည်းယန္တူတွေကိုချစ်ရမယ်ဒါကယန္တူတွေကိုဥနေရမယ်လို့မဆိုလိုပါဘူးဒါပေမဲ့မုန်းတီးစိတ်မရှိရဘူးယန္တူအကြီးဆုံးတောင်ကျွန်တော်တို့စီကိုလာရင်တောင်သူကိုကူညီပေးရမယ် ကိုရန်ဒီလောက်ထိအထူးသဖြင့်အနက်တိပဲရှိတဲ့ podcast မှာတကယ်အရေးပါတဲ့စိတ်ပိုင်းတစ်ခုဖြစ်ပေးတဲ့အရင်ကျေးဇူးတင်ပါတယ်။ခွင့်ပြုပါနောက်ဆုံးအနေနဲ့အနက်အတိပဲအပြတ်ရှိတဲ့မိခွန်းတစ်ခုမိခွန်းထုတ်ခင်ရစေချင်ပါတယ်။ဖခင်တခင်ကတင်းတို့အလုံးပြင်းထန်တဲ့ယောဂကနေရှင်းလင်းစွာကဲတင်ပေးကြတာကဒီလောကမှာတောက်ပတဲ့အလင်းသစင်းဖိလိုက်ပို့ပါပဲ။ဖခင်တခင်နဲ့သူ့ရဲ့တန်ရှင်းသောစကားကိုပွင့်ပွင့်လင်းလင်းမျှဝေဖို့ဒါကတင်းနဲ့နောက်ဆုံးအချိန်အနာဂတ်အတွက်စိတ်ခဲကနေပြောတဲ့မိန့်ခွန်းချင်းရင်ဒီစည်းပေါ်မှာလူတိုင်းကိုဘလို့အနရပြီးပြီးတော့ပြီးစီတဲ့တင်းစတာကိုပြီးစင်ပါတယ်လေ။ ဖျားသခင်အတင့်ကိုချစ်တယ်ယေရှုကအတင့်ကိုချစ်တယ်ဖျားသခင်ဖေနဲ့သူ့ရဲ့သားယေရှုကဖေတဲ့ချစ်ချင်းနဲ့ကြီးမားတဲ့ချစ်ချင်းမရှိပါဘူး